မင်းညာကဘာတဝင်လုံးတားကို topic ဖြစ်ပြီးတော့မှsocial media မှာတားပြန့်သွားတယ်ပေါ့နော်ရုပ်ရှင်ဗီဒီယို action ကားလေးသိတယ်မလားဖောက်ထွင်းကားယတနာပစ္စည်းဖောက်ထွင်းတာတွေပြီးတော့ဘယ်လိုပြောမလဲပြတိုက်ထဲကနေဖောက်ထွင်းတာတွေရုပ်ရှင်ဇာတ်ကားကျမတို့အများကြီးကြည့်ခဲ့မှုပါတယ်ဒီ Hollywood action ကားတွေကမှအဲ့လိုဆန်းဆန်းကိုဖောက်ထွင်းသွားတဲ့ပင်တိကကဘာကျော်လူပြတိုက်ကပေါ့နော်ယတနာပစ္စည်းတွေဖြစ်ပါတယ်အဲ့ဒီယတနာပစ္စည်းတွေကဘယ်သူပစ္စည်းတွေလဲဆိုရင်ပင်တိဘရင်နပိုလီယံဘိုနာဘတ်နဲ့မိဖုရားပစ္စည်းတွေအပါဝင်အလုံးစုစုပေါင်းယတနာပစ္စည်း9ခုပါသွားပါတယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကအဲ့ဒီပစ္စည်းရဲ့တန်ဖိုးကိုအခုချိန်ထိတွက်လို့မရသေးပါဘူးတဲ့အဲ့လိုပြောပါတယ်နော်တော်တော်ကြည့်ရတာတော်တော်ပစ္စည်းတန်ဖိုးတော်တော်ကြီးမဲ့ပစ္စည်းတွေပါပြီးတော့ကဘာကျော်ယတနာပစ္စည်းကဘာကျော်ယတနာတန်ဖိုးအကြီးဆုံးတွေကဒီပင်တစ် loose ပြတိုက်မှာထားတာဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခုကလေသူတို့ဘယ်လိုပြောမလဲသူတို့အပေါ်ကိုလေးတော့ဖောက်ထွင်းပြီးတော့မှသူတို့လက်ရှိပစ္စည်းတွေနဲ့ဒီပတင်းပေါက်ကိုဖောက်ထွင်းလို့ရအောင်တက်သွားတဲ့ဒီလိုtruck ကနေလာပြီးတော့မှပေါ့နော် truck ကနေလာပြီးတော့မှအပေါ်အဲ့လိုတက်ထားတဲ့ပုံစံတကယ်ရုပ်ရှင်ဆန်ဆန်ကြီးနော်လုံးဝပြီးတော့သူတို့ဒီဖောက်ထွင်းမှုကလေလူတဦးတယောက်မဟုတ်ဘဲနဲ့ချိတ်ဆက်ပြီးတော့တေချာလေးသူတို့ရဲ့ဟိုပါဝင်တဲ့လူကအနည်းဆုံး3ယောက်4ယောက်5ယောက်ပေါ့အဲ့လိုခမှန်ပြောကြပြီမဲ့3ယောက်အနည်းဆုံး3ယောက်ပေါ့နော်ပြီးတော့သူတို့ဒီဖောက်ထွင်းတဲ့အချိန်က9မိနစ်တော့တွင်းမှာနော်9မိနစ်တော့တွင်းမှာဟိုလေကျမတို့ရုပ်ရှင်ကားထဲမှာယတနာဒီပြတိုက်တွေပဲလိုက်ခိုးတာလေမြေပုံတွေပဲလိုက်ခိုးတဲ့စကားတွေလည်းရှိတယ်နော်အဲ့ဒါမျိုးတော်တော်ဆန်တယ်နော်ပြီးတော့တော်တော်ကျမတက်ကတော့ရုပ်ရှင်ဆန်ဆန်အောင်မှလုံးဝတည်င်းနဲ့ဒီလိုအပြင်မှာလက်တကယ်ဖြစ်တယ်ဆိုတာပထမဆုံးပါဘာဖြစ်လို့လဲဆိုရင်တိတ်ဖို့တခြားတွေတော့လည်းအဲ့လိုယတနာပစ္စည်းတွေဖောက်ထွင်းခဲ့တာဘာညာရုပ်ရှင်ဆန်ဆန်ရှိခဲ့မှာပဲလေဒါပေမဲ့ကျမအဲ့လောက်ထိမလက်မမီခဲ့ဘောနော်ဒါကတော့ကျမတွေ့လို့မနေ့ကမှတို့ဒါခေါ်သွားပြီးမှဒီဗီဒီယိုတွေပေါ့နော်တည်င်းတွေမှာတွေ့တဲ့တကြောင်ကျမ sharing လုပ်ချင်ဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ bye bye